promo diamond အနေနဲ့ collector skin ဖောက်လို့ရတော့မယ်ဆိုတာသိပြီးကြပြီလား Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ promo diamond နဲ့ collector skin ကိုဘယ်လိုဖောက်ရမလဲဆိုတာကျွန်တော်အနေနဲ့ပြောပြပေးချင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင် promo diamond နဲ့ဖောက်မှာဆိုတော့ကျွန်တော်တို့မှာ promo diamond တွေရှိနေဖို့လိုပါတယ် promo diamond တွေကဘယ်ချိန်လာမလဲဆိုလို့ရှိရင်3လပိုင်း2ရက်နေ့မှာစလာမှာပါသူကဘယ်နှစ်ရက်ကြာမှလဲဆိုလို့ရှိရင်စုစုပေါင်း15ရက်ကြာမှဖြစ်ပြီးတော့တစ်ရက်ကို55လုံးရမှာဖြစ်ပါတယ်ဆိုတော့55လုံးကဘယ်ကနေရမှာလဲကျွန်တော်လည်းတူတူကြည့်အောင်သူက game ထဲမှာ login ဝင်နေဆိုရင် promo diamond 20ရပါမယ်ပြီးလို့ရှိရင်တငယ်ချင်းနဲ့တပွဲစောဒါမှမဟုတ် WeChat တစ်ခါဖြည့်ရဆိုလို့ရှိရင် promo diamond 20ရပါမယ်အဲ့မှာဆိုကျွန်တော်တို့စုစုပေါင်း40ရပြီပေါ့နော်နောက်ထပ်မိမိကြိုက်နေတဲ့ရာမုံမှာနှစ်ပွဲစောမယ်ဆိုလို့ရှိရင် promo diamond 15လုံးရပါမယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့က total စုစုပေါင်း promo diamond 55လုံးတော့ရမှာဖြစ်ပါတယ်ဆိုတော့ promo diamond စုစုပေါင်း15ရက်ကိုကျွန်တော်တို့အနေနဲ့ promo diamond 825လုံးရမှာပါဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ collector skin တစ်ကောင်ကိုကောင်းကောင်းဖောက်လို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဘရိုအနေနဲ့ collector skin ပဲဖောက်မလားဒါမှမဟုတ် eBay record ဖောက်မလားဒါမှမဟုတ် skin တွေပဲဝယ်မလားဒါမှမဟုတ် funny legend eBay မှာဖောက်မလားဆိုတာကိုယ့်အကူဆုံးဖြတ်ဖို့နော်နောက်ထပ် promo diamond ရနိုင်မဲ့နေရာတွေရှိပါသေးတယ်သို့ပေမဲ့အဲ့ဒါက free ရမှာတော့မဟုတ်ဘူးဗျသူကကြတော့ promo diamond တွေကို diamond ဖြည့်မှရမှာပါဘလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ funny legend မှာ free တုံကန် phase 1လာတဲ့အချိန် diamond 900ဖြည့်ပြီး diamond 1000သုံးမယ်ဆိုလို့ရှိရင် promo diamond နောက်ထပ်800ထပ်ရအောင်ပဲပေါ့နော်အဲ့အတွက်ကြောင့် promo diamond ကစုစုပေါင်း1600ရမှာဖြစ်ပါတယ်သို့ပေမဲ့ free ရနိုင်တဲ့ promo diamond ကတော့800ပဲဖြစ်တဲ့အတွက်ကြောင့် bro အနေနဲ့ diamond မထည့်ခြင်းလည်းရတယ်ပေါ့နော် diamond မထည့်ဘဲနဲ့ promo diamond 800ယူမယ်ယူပြီးလို့ရှိရင် collector skin ဖောက်မယ်ဆိုရင်ရပါတယ်ဒါမှမဟုတ် collector skin မဖောက်ချင်ဘဲနဲ့ record ဖောက်မယ် skin တွေဝယ်မယ်ဆိုလဲ bro တို့ကြိုက်တယ်လို့လုပ်ပေါ့နော်ကျွန်တော်ကတော့ collector skin ဖောက်ဖို့ပဲအကြံပေးခြင်းတယ်ဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရိုးရိုး skin ဝယ်မယ်ဆိုရင်ဗျာ800ကျော်ကြီးပေးရပြီးတော့ကျွန်တော်တို့အနေနဲ့ point ရ400ပဲရအောင်ပေါ့နော် collector skin ဆို skin ရလဲလှမယ်ပြီးလို့ရှိရင် point ရ2000လဲရမယ်အဲ့အတွက်ကြောင့်တစ်ချက်ခုတ်နှစ်ချက်ပဲပြတ်ပေါ့နော် promo diamond တွေကို promo diamond 1600ထိယူမဲ့ညီကိုတွေအတွက် diamond recharge တွေဘယ်လိုဖြစ်ရမလဲဆိုတာကျွန်တော်နည်းနည်းရှင်းပြခြင်းတယ်ပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုရင် funny legend event မှာ free တုံကန် phase 1လာတဲ့ချိန်မှာကျွန်တော်တို့အနေနဲ့ diamond 50ဖြည့်မယ်ဆိုလို့ရှိရင် promo diamond 50ရပါမယ်diamond 100ဖြည့်မယ်ဆိုရင် promo diamond 80ရပါမယ် diamond 250ဖြည့်မယ်ဆိုလို့ရှိရင် promo diamond 80ရမှာဖြစ်ပြီးတော့ diamond 900ဖြည့်မယ်ဆိုရင် promo diamond 100ရပါမယ်ပြီးလို့ရှိရင် diamond 1000သုံးမယ်ဆိုလို့ရှိရင် promo diamond 900ရမှာဖြစ်ပါတယ်အဲ့တော့စုစုပေါင်း promo diamond က800ရမယ်ပေါ့နော်ကျွန်တော်တို့ရှေ့မှာ promo diamond free ယူလာတာ800နဲ့ဆိုခု800နဲ့ဆို1600ပြည့်ပြီပေါ့နော်အကယ်၍ brother တို့ကချောင်း stand skin လဲလိုချင်တယ် collector skin လဲလိုချင်တယ်ဆိုရင်ကတော့ကျွန်တော်အနေနဲ့ promo diamond 1600ထိရအောင် diamond recharge တွေဖြည့်ဖို့အကြံပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ collector skin တစ်ကောင်ကိုဘယ်လိုဖောက်မလဲဆိုတဲ့အပိုင်းလေးတွားကြရအောင်ကျွန်တော်တို့က collector skin တစ်ကောင်ကို collector event ကြီးမှာဖောက်မှာဖြစ်တဲ့အတွက်ကြောင့်မွန်တွန်းကိုနည်းနည်းတော့လှည့်စားရမယ်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့က promo diamond အနေနဲ့ COA တွေကိုလိုက်ဝယ်ရမှာဖြစ်ပါတယ်ဘယ်လိုဝယ်ရမလဲဆိုရင်ခုကျွန်တော်ပြထားတဲ့ပေါက်လေးဆိုလို့ရှိရင် promo diamond တွေလာတဲ့ချိန်ကျရင်သူကလာတယ်ပေါ့နော်အဲ့ချိန်ကျရင်ဒီပေါက်လေးကို promo diamond 920သုံးပြီးတော့ဒီပေါက်လေးကိုဝယ်လိုက်ပါဝယ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီတရက်နေ COA 600ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ diamond 83သုံးပြီးတော့ COA ပေါက်လေးနောက်ထပ်ခုကျွန်တော်ပြထားတဲ့ပေါက်လေးကိုဝယ်လိုက်ပါအဲ့ရနေ diamond 160ရမယ်ပြီးလို့ရှိရင်ခုကျွန်တော်ပြထားတဲ့ပေါက်လေးထဲမှာလဲ promo diamond 15လုံးသုံးပြီးတော့အဲ့ပေါက်လေးကိုဝယ်လိုက်ပါအဲ့ရနေလဲ COA 30ရပါမယ်ဘရိုသိထားမှာက collector skin ဖောက်ဖို့ကျွန်တော်တို့မှာ COA 1000ပဲလိုပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ COA 1000စုဖို့ပဲလိုတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ခုန COA တွေဝယ်သားလိုက်တာ COA 800ရပြီပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Starlight member ဝင်လို့ရှိရင် COA 300ရမှာဖြစ်တဲ့အတွက်အဲ့300နဲ့ပေါင်းလိုက်မှဆို1100ဖြစ်သွားပါပြီအဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ collector skin ကိုဖောက်လို့ရပြီပေါ့နော် collector skin ဖောက်တဲ့နေရာမှာဘလူးတို့သတိထားမှာက
တခါတည်းတန်းဖောက်လို့မရပါဘူးကျွန်တော်တို့က COA 1000ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်နေ့စဉ်လျှော်ဈေး25လုံးနဲ့ရက်30ဖောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်တန်းဖောက်လို့တော့မရဘူးပေါ့နော်ကျွန်တော်တို့နေ့စဉ်လျှော်ဈေးလေးနဲ့ဖောက်သွားမယ် free တုံးကန်နေနဲ့ဖောက်သွားမယ်ဆိုရင် Colada skin တစ်ကောင်ရပါတယ်ကျွန်တော်ဆိုလို့ရှိရင် Colada skin ခု new average ဖောက်လာတာ3လရှိပြီပေါ့နော်3လလုံးတစ်လကို COA 1000ကျော်လောက်နဲ့ဖောက်တာဖြစ်တဲ့အတွက်ကြောင့်ဘရိုလဲလိုက်ဖောက်ဖို့ကျွန်တော်အနေနဲ့ကြံပေးချင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြည့်ရှုပေးတဲ့တယောက်ရှင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်